အားလုံးပဲမင်္ဂလာပါဥတုနေရတော့မလေးရှားတောတော့10လုံးလို့ဝိညာဉ်တက်နေရပါစုံကုတ်တာမှာဒီလုံးတိုက်ပြနေရပါမယ်ဘလို့တက်မလဲကြည့်အောင်ချိန်ယူနေတာဒီကောင်တွေက10လုံးလူတွေရ6လုံးလုံးနဲ့မတူရတခုကဖြည့်တက်ပြီးစင်လုပ်လို့မရအောင်ဒီကောင်တွေကကရိုင်းတူးလွယ်တယ်10လုံးလူ10လုံးလူတွေကဝိနေနေရမှာမတော်လို့ပြစ်တက်တဲ့အချိန်မှာဂီယာမနိုင်လို့ဂီယာထဲတဲ့အချိန်မှာကရိုင်းကျူးလွယ်တယ်ပေါ့နော်6လုံးလူတွေတော့မမဘူးလို့ပြောကြတယ်ဆက်စီရတော်တော်များတယ်ပြောင်းမရအောင်နော်တင်လာတဲ့ဝိတ်ကလည်းမနေဘူးတင်လာတဲ့ဝိတ်ကမရှိဘူးဆို18လောက်ရှိမယ်ဒီကောင်ဆိုလဲ18-20နားနေမယ်ဒီကောင်ရဲ့အမြင့်လူတီဒရိုင်ဘာထိုင်တဲ့ကောင်ကလူ2ရက်လောက်ရှိတယ်တော်တော်မြင့်တယ်ကားတာယာရတာ9-3လာတာရှေ့လက်ရောပါတော့တော်မြင့်တယ်လေးရောပူလာတာတော်တော်လှတယ်နော်အထိုင်လုံးလာလွယ်နေတာပဲစိတ်ချရတဲ့အတက်တော့လမ်းကောင်းလို့ကတော့အင်ဂျင်ဘဝမရှိဘူး transfer နဲ့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်